ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါမိတ်ဆွေတို့ကိုကျွန်တော်ရဲ့ခေတ်မှုပကြီးပညာဒါနအစီအစဉ်လေးကကြိုဆိုလိုက်ပါတယ်ခင်ဗျာမိတ်ဆွေတို့ကိုကြိုအတိပေးပြောပြချင်တာကဒီအစီအစဉ်လေးကခေတ်မှုပကြီးပညာအကြောင်းသိရှိနားလည်ပြီးသားသည့်အတွက်မရည်ရွယ်ပဲခေတ်မှုပကြီးပညာကိုအထီးတွေ့မရှိသေးတဲ့သူခေတ်မှုပကြီးပညာကိုစိတ်ပါဝင်စားပြီးစတင်လေ့ကျင့်ရေးဆွဲခြင်းတဲ့သူတွေအတွက်တင်ဆက်ပေးခြင်းဖြစ်တယ်ဆိုတာကြိုအတိပေးပြောထားပါရစေခင်ဗျာကဲကျွန်တော်တို့အစီအစဉ်လေးစလိုက်ကြရအောင်နော်ကျွန်တော်တို့ရေးဖို့စပြင်ဆင်မယ်ဆိုရင်အရင်ဆုံးဝယ်ထားတဲ့ခဲမုံမှုတွေကခဲမုံနဲ့ကိုမိတ်ဆွေတို့အဆင်ပြေမဲ့ထင်တဲ့ခွက်ငယ်တစ်ခုတည်းကိုနည်းနည်းထည့်ထားလိုက်ပါပြီးရင်ရေးဖို့နေရာအတွက်စပွဲကုန်ဖြစ်ဖြစ်ပကြီးရေးတဲ့စင်နဲ့ဖြစ်ဖြစ်အဆင်ပြေလို့ရေးလို့ရပါတယ်ပြီးရင်မိတ်ဆွေတို့ဝယ်ထားတဲ့ပကြီးရေးဖို့စာအုပ်ကပထမဆုံးစာမျက်နှာမှာတလက်မပတ်လက်ကွက်ကလေးများပေရန်သုံးပြီးဇရာချဆွဲလိုက်ပါA4 စာရွက်ဆိုလို့ရှိရင်လည်းအလျာ6လက်မ6ကွက်လောက်ပေါ့နော်အနံ10လက်မ10ကွက်လောက်ပေါ့နော်အဲ့လိုလေးပေရန်လေးသုံးပြီးညီညာညာအကွက်ချဆွဲလိုက်ပါဒီလိုပုံစံလေးရမယ်နော်ကျွန်တော်တို့17လက်မ15လက်မစာအုပ်စိုက်ဝယ်ထားတဲ့လူရလည်းအလျာ9လက်မ9ကွက်လောက်ပေါ့နော်အနံ14လက်မ14ကွက်လောက်ပေါ့နော်အဲ့ဒါလေးကိုပေရန်သုံးပြီးတော့ညီညာညာဇရာချဆွဲထားလိုက်ပါကဲအဲ့ဒါပြီးတော့ရင်ကျွန်တော်တို့မိတ်ဆွေတို့ရေးဖို့ပြင်ဆင်ထားတဲ့အကွက်ချပြီးသားစာရွက်ကလေးရဲ့ပြီးမှာနောက်ထပ်စာရွက်လွတ်ကလေးတစ်ခုတိတ်နဲ့ကြွေတော့၎င်းကလစ်နဲ့ညှက်ရတော့၎င်းမိတ်ဆွေတို့အဆင်ပြေတဲ့နေရာမှာထားပေးပါနော်အဲ့ဒါလေးကကျွန်တော်တို့ခဲမုံခွက်ထဲကစုပ်နဲ့ခဲမုံတို့ယူလာပြီးတဲ့အချိန်မှာစုပ်ထဲမှာပါလာတဲ့ခဲတွေကိုပြန်ဖြေချဖို့အသုံးပြုမှာဖြစ်တယ်နော်ကဲအားလုံးကျွန်တော်တို့ရေးဖို့အစဉ်သင့်ဖြစ်ပြီဆိုစရေးကြည့်အောင်နော်အရင်ဆုံးမိတ်ဆွေတို့ဝယ်ထားတဲ့စုပ်ကလေးနဲ့ခဲမုံခွက်ကလေးတွေကခဲမုံနှဲငယ်ကိုတို့ယူလိုက်ပါတို့ပြီးကျွန်တော်တို့ဆော့ဆော့ကကျွန်တော်ခြာခိုင်းထားတဲ့စာရွက်ဖြူအလုပ်ကလေးမှာအဲ့ဒီစုပ်ထဲမှာပါတဲ့ခဲမုံလေးကိုဘယ်ညာပုတ်ပြီးတော့ဖြီချလိုက်ပါဒီလိုလေးပေါ့နော်ဘယ်ညာရေးပြီးတော့ဖြီချလိုက်ပါဘယ်လောက်ထိဖြီရမလဲဆိုလို့ရှိရင်စုပ်ထဲခဲမုံကုံတဲ့လောက်ထိပေါ့နော်အလွတ်နေရာလေးမှာပုတ်ကြည့်လိုက်လို့တိတ်ပြီးတော့ခဲမုံလိုင်းကြီးကြီးမားမားမမြင်ရတော့တဲ့အထိပုတ်ချပလိုက်နော်အဲ့လိုပုတ်ပြီးတော့ရင်ကျွန်တော်တို့စောစောကဇရာကွက်ချထားတဲ့စာရွက်ကလေးကိုတွားပြီးတော့ဇရာကွက်ကလေးမှာစချရေးကြည့်မယ်နော်ဇရာကွက်ကိုစချမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဇရာကွက်အလဲအစမရေးပါနဲ့ဇရာကွက်အနားတက်မြင်းလေးရရင်အခုလိုဖြည်းဖြည်းလေးဖောဖွာလေးပုတ်ပြီးတော့ရေးကြည့်ပါနော်ကဲကျွန်တော်တို့အဲ့လိုယူလာပြီးတော့ဒီအနားတက်မြင်းလေးကနေပြီးတော့ကျွန်တော်ပထမတုံးဖောဖွာလေးစရေးကြည့်မယ်နော်ဖောဖွာလေးပဲဆဲပါအပေါ်နားတက်မြင်းအောက်နားတက်မြင်းလေးနားကိုကပ်ပြီးတော့ဗောနော်ဒီဘက်နားတက်မြင်းအဆုံးပေါ့နော်ကျွန်တော်တို့အပေါ်ပြန်ဆွဲကြည့်မယ်ခဲတုံးမမြင်တာပေမဲ့ခဲရရှိရနော်ခဲရရှိတယ်ဒီအဖြူနဲ့ဆိုင်ရင်ဒီကောင်နဲ့ကွဲနေပြီဒါပေမဲ့ကျွန်တော်တို့မြင်တော့အောင်ထပ်တင်လိုက်မယ်နော်မြင်တော့အောင်ခဲတုံးလေးကိုထပ်တင်မယ်ဒီတခါကျွန်တော်တို့ဆောင်းလေးချစ်ပြီးတော့ကျွန်တော်တို့ခဲတုံးကိုဖြည့်မယ်နော်ဒီအနားသက်မြင်းလေးတွေမှာစုပ်ကနေမကျွန်းဖွာလိုက်တဲ့အတွက်တုံးလေးတွေနည်းနည်းရော့နေတတ်တယ်အဲ့ဒါလေးကိုကျွန်တော်တို့ကပြန်ပြီးတော့စုပ်ကလေးဖွာလေးလုပ်ပြီးတော့ပြန်ဖြည့်ပြီနော်အခုဆိုရင်ဒီတုံးနဲ့ဒီတုံးမှာခဲနေနေပြီနော်သိလားဒါမှမဟုတ်မြင်တာအောင်ကျွန်တော်တို့ထပ်ဆွဲမယ်နောက်တစ်လိုင်းဒီလိုပြန်ပတ်မယ်နော်ပ
ဖောက်ဖွားလေးပဲဆွဲပါမလောပါနဲ့မဖိပါနဲ့ဖောက်ဖွားလေးနဲ့သူ့အောင်တလွာချင်းထက်သွားရင်ကိုလိုချင်းနဲ့တုံးကရောက်လာပါလိမ့်မယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတုံးနဲ့ဒီတုံးဆိုလို့ရှိရင်ဒီမှာခဲနေရဆိုတော့ကျွန်တော်မြင်တော့ပါပါပြီနော်ဒါမဲ့ဒီကြောင်ကျွန်တော်တို့နောက်ဆုံးတစ်ခေါက်ကျွန်တော်တင်ကြည့်လိုက်မယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ခဲအနုတုံးလေးတစ်တုံးရပါပြီနော်ပြီးရင်ကျွန်တော်နောက်တစ်တုံးဆက်ရေးကြည့်မယ်နောက်တစ်တုံးဆက်ရေးကြည့်မှာဒီထဲမှာခဲကချိနေနိုင်နေတယ်အဲ့တော့ကျွန်တော်တို့မတိုးသေးဘူးထပ်ဆွဲမယ်နော်ထပ်ဆွဲမယ်ပါလေးပဲတိုးလိုက်လို့များသွားလို့ရှိရင်ကျွန်တော်တို့ခဲစိုက်သွားမှာဆိုလို့နော်စိုက်သွားလို့ရှိရင်တုံးမှာမညံ့ညောတော့ဘူးအနှောက်ယှက်ကြီးမဲမဲကြီးဖြစ်နေတတ်တယ်အဲ့တော့ကျွန်တော်တို့ဖောက်ဖွားလေးနဲ့မှန်မှန်လေးပဲသွားမယ်ကျွန်တော်တို့လိုရင်နည်းနည်းလေးတို့ညာရင်မတို့နော်နည်းနည်းလေးပဲတို့မယ်ပြီးရင်ကျွန်တော်တို့ဒီကောင်ကိုထပ်မယ်ပထမတုံးကိုကျွန်တော်ကြော်အောင်ဒုတိယတုံးကလေးရထပ်ပြရမယ်အဲ့ဒါကျွန်တော်တို့ပုံမှန်လိုပဲပို့ဖောက်ဖွားလေးနဲ့မှန်မှန်ဖြည်းဖြည်းလေးပဲသွားပြပါမလောပါနဲ့တုံး9စင်းကဒီပုံစံပဲသွားမှာပါပထမတုံးမှာလေးရဘယ်နဲ့ထက်လဲနောက်တုံးမှာသူ့တက်ပူချင်းအောင်လေးရောက်ပူထပ်ပြင်မယ်သူ့နောက်ကတုံးမှာသူ့တက်ချင်းအောင်လေးရောက်ပူထပ်ပြင်မယ်ဒီသဘောပဲသွားရင်နောက်ဆုံးတုံး9စင်းထိမတူရဲ့လေးရလေးတွေထပ်ပြီးတော့မတူရဲ့တုံးရောင်လေးတွေရပါလိမ့်မယ်နော်အဲ့ဒါအခုကျွန်တော်တို့ဒုတိယတုံးကိုလည်းပထမတုံးနဲ့မြင်တာအောင်ကျွန်တော်တို့တင်နေတယ်အဲ့တိုင်းပဲတင်ပါနော်နားသက်မြင်းလေးဒီမှာလည်းမမေ့ပါနဲ့လိုက်ပြီးတော့ခေါ်သွားပါတခါတည်းသူကတုံးတကြီးပါသွားအောင်နော်အခုဆိုရင်ဒုတိယတုံးကပထမတုံးတဲ့နည်းနည်းလေးပို့ပြီးတော့အယောင်ပေါ်လာပြီနော်ဒီနားသက်မြင်းလေးနားမှာလည်းမချမ်းပါနဲ့အပြည့်ဆွဲပြီးပါအပေါ်အောက်ပုတ်မယ်ဘယ်ညာပုတ်မယ်နော်ဘယ်ဆောင်ညာဆောင်ပုတ်မယ်အဲ့လိုပို့ရင်လွာရီထရင်နဲ့တုံးကပြောင်းသွားမှာနော်အခုဆိုရင်ဒုတိယတုံးကပထမတုံးတဲ့နည်းနည်းပိုပြီးတော့အယောင်ပြောင်းသွားပြီနော်ထပ်တိတာချင်းမိတ်ဆွေတို့အနေနဲ့ထပ်တင်နော်တင်တဲ့လောက်တုံးကကွဲသွားမှာပဲနော်အခုတက်တင်ကြည့်မယ်တလွာတင်လေးတုံးကတလွာလေးရထက်လိုက်လေတုံးရောင်ကနည်းပူပြောင်းသွားလိမ့်မယ်နော်အဲ့ပုံစံနည်းနဲ့ပဲကျွန်တော်တို့နံပါတ်3 9စင်းထိကိုကျွန်တော်ပေါ်သွားမှာနော်အခုကမိတ်ဆွေတို့ကျွန်တော်တို့က3စင်းပဲစမယ်ဆိုတော့ကျွန်တော်3စင်းနဲ့အယောင်3စင်းလေးပဲကျွန်တော်အကျန်းရေးပြမယ်နော်အခုဆိုရင်ဒုတိယတုံးကပထမတုံးထက်အယောင်ပိုသွားပါပြီနော်အဲ့လောက်ကွဲလို့မြင်သာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တတိယတုံးတက်မယ်နော်ကဲနောက်တုံးလေးကြည့်အောင်နောက်တုံးကတိတဲ့ပိုရင့်မယ်ဆိုရင်ကျွန်တော်ခဲတူလို့ရတယ်နော်တူလိုက်တူဆိုတာချီပီးတဲ့နေရာပဲတူခွက်တဲ့သွားမတူနဲ့ချီပီးတဲ့နေရာမှာဆိုတော့ကျွန်တော်ပုတ်ထားတဲ့ခဲကျန်နေတယ်အဲ့ခဲနဲ့ပဲကျွန်တော်ဆက်သွားရရတယ်နော်အခုလိုပဲပထမတုံးလိုပဲကျွန်တော်တို့ဖြည်းဖြည်းဖို့လေးနဲ့အပေါ်မြင့်အောင်မြင့်လေးတွေကိုတိုက်ပြီးတော့ကျွန်တော်တို့ဆွဲသွားမယ်ပြီးရင်ကျွန်တော်တို့အထက်အောက်ပြန်ဆွဲမယ်ကြိုးမဆွဲနဲ့ရှေ့ဆုပ်ချက်ကိုနောက်ဆုပ်ချက်ကကပ်ပြီးတော့ပုတ်ပြီးတော့အောက်ကိုတဖြည်းဖြည်းဆင်းသွားမြင်သာတာမမြင်သာတာပြဿနာမရှိဘူးလေယာတွေထပ်လာရင်ပေါ်လာလိမ့်မယ်เนาะကိုဆွဲတဲ့တုံးရောင်ဟာပြီးရင်ကျွန်တော်တို့စောင်းပြီးတော့ဆွဲကြည့်မယ်ကျွန်တော်တို့ခဲချစ်သမားတွေလည်းဒီလိုပဲเนาะကိုလိုချင်တဲ့တုံးအရေးသွေးရအောင်ခဲလေးတွေကိုဘယ်ဆောင်ညာဆောင်အချင်းချင်းထပ်ပြီးတော့ခဲကိုချစ်ပြီးတော့ခေါ်သွားတာကျွန်တော်တွေ့ရတယ်เนาะကျွန်တော်တို့ဒီစုပ်မှလည်းဒီလိုပါပဲခဲမုံမှလည်းအခုလိုကိုလိုချင်တဲ့လေယာလေးဒီတဖြည်းဖြည်းစုပ်ကိုထပ်ပြီးတော့ခေါ်သွားမှာเนาะကိုဆွဲလိုက်လို့တုံးရောင်ကမပြောင်းတော့ဘူးဆိုလို့ရှိရင်စုပ်ထဲမှာခဲမုံသိမ့်မရှိတော့လို့ပါအာမူကြလိုက်ရှင်ပါလေးပုတ်သွားလိုက်ပါပုတ်သွားဆိုတော့ကျွန်တော်တို့ပုတ်ချထားတဲ့နေရာကိုပဲပြန်ပုတ်မှာเนาะအဲ့နေရာမှာမဲနေတဲ့နေရာရှိတယ်ဖြော့နေတဲ့နေရာရှိတယ်အဲ့နေရာလေးကိုက
အဆင်ပြေတဲ့ညောင်လေးပြန်ပုတ်လိုက်အဲ့ဒီမှာစုပ်ကပြန်ပါလာလိမ့်မယ်နော်အဲ့ပါလာတဲ့စုပ်ကလေးနဲ့ပဲကျွန်တော်တို့က4ရာကိုအချင်းချင်းထပ်ပြီးတော့ကျွန်တော်တို့ကရေးမှာနော်တခါတည်းကိုလိုချင်တဲ့တုံးကိုတို့ပြီးတော့ရေးတာတစ်တန်းအနေနဲ့အဆင်မပြေဖြစ်လိမ့်မယ်နော်ကျွမ်းကျင်ပြီးသားပန်နိုင်ပြီးသားလူကတော့အချိန်မပြေဘဲနဲ့ကိုလိုချင်တဲ့တုံးကိုတခါတည်းဖြီးချတဲ့စာရွက်မှာပဲခေါ်ပြီးတော့တခါတည်းတန်းမျိုးရေးရမျိုးတွေရှိတယ်နော်ဒါပေမဲ့လူတွေတန်းတွေနဲ့အဲ့ပုံစံကအခက်အခဲဖြစ်နိုင်တယ်အဲ့အတွက်ပါပါလေးနဲ့ကျွန်တော်တို့အချင်းချင်းထပ်ပြီးတော့4ရာကိုခေါ်ပြီးတော့တုံးဝင်ယူမယ်နော်အခုဆိုရင်နံပါတ်3တုံးကနံပါတ်2ထဲနည်းနည်းလေးပူလာပြီဒီပုံစံတိုင်းပဲခင်ဗျကျွန်တော်တို့နံပါတ်3 6စီသွားလဲဒီလိုပဲဒီလေယာလေးတွေပဲထပ်ပြီးတော့ကျွန်တော်တုံးအောင်ပြောင်းသွားမှာနော်အဲ့တဘိုးလေးတီးသွားရင်ကျွန်တော်တုံး9စင်ရေးရတာနည်းနည်းလွယ်လာပါလိမ့်မယ်တုံး2နံပါတ်2စင်ဆိုလို့ရှိရင်တုံးလေပဲကဒီလောက်ရှိရမယ်ခဲကိုဒီလောက်တူရမယ်ဆိုပြီးအဲ့တုံးကိုတန်းရေးလို့ရှိရင်လူတီတန်းအနေနဲ့စုပ်မနိုင်တာတွေခဲယူဆောင်တိတ်မတီးသေးတဲ့အချိန်မှာကြတော့ဟိုညီညာလေးမပေါ်ပဲနဲ့ဟိုအဆင်မပြေတဲ့ပုံစံလေးပေါ့နော်တိမပြေပြစ်တာတွေဒါမျိုးလေးတွေမြင်ရလိမ့်မယ်နော်အဲ့ဒါမျိုးတွေဖြစ်မှာဆိုလို့ကျွန်တော်ကပါလေးပဲတူပြီးတော့လီယာလေးတွေအချင်းချင်းထက်ပြီးတော့ကိုလိုချင်တဲ့တုံးကိုခေါ်ယူဖို့အကြံပြုတာနော်ဒါကျွန်တော်ရဲ့အတွေ့အကြုံနဲ့လူသစ်တန်းအနေနဲ့အဆင်ပြေမဲ့ပုံစံကိုကျွန်တော်စဉ်းစားပြီးတော့ရေးပြတာပေါ့နော်တခြားမိတ်ဆွေတွေလည်းသူတို့နီးသူတို့ဟန်နဲ့ရေးကြအကြံပေးကြတာရှိပါလိမ့်မယ်မိတ်ဆွေတို့အနေနဲ့ကိုအဆင်ပြေတဲ့ရေးဟန်အဆင်ပြေတဲ့စနစ်ကိုယူပြီးတော့သုံးမှာအဓိကကကိုအဆင်ပြေတဲ့ပုံစံမှာကိုနဲ့ပုံအငြိမ်းဖြစ်မှာနော်အခုဆိုရင်နံပါတ်3တုံးကကျွန်တော်တို့နံပါတ်2ထဲပို့ပြီးတော့ရင်းသွားပါပြီပုံစံကဒါပါပဲခဲကအများကြီးမကုန်ပါဘူးအများကြီးလည်းတို့စရာမလိုပါဘူးကျွန်တော်ရှိရခဲလေးတွေနဲ့ပဲညီညာပို့ပြီးတော့ကိုလိုချင်တဲ့နေထားတွေပေါ့နော်4ရာထပ်ပြီးတော့ဒီတုံးကိုခေါ်သွားတာပေါ့နော်အဲ့လိုပုတ်တဲ့ချိန်မှာလည်းကြော်မပုတ်ပါနဲ့ရှေ့စုံနဲ့နောက်စုံတစ်ခါတည်းကတ်ပြီးတော့ယူသွားပါအဲ့ဒါမှ4ရာကတညီရက်တက်သွားမှာပေါ့နော်စုပ်ကြော်လိုက်တယ်အမြန်ပုတ်ပြီးတော့ကြော်သွားတယ်ဆိုလို့ရှိရင်အဲ့ညမှာ4ရာမညီမညာပဲဖြစ်သွားတယ်နောက်4ရာထက်တဲ့ချိန်မှာလည်းပြန်ဖုံးမှာမဟုတ်ဘူးเนาะ4ရာသူ့လျှောက်လိုင်းသူ့အောင်သွားတာလေเนาะဒါအခုဆိုလို့ရှိရင်ကျွန်တော်တို့1 2 3ဖုံးစာက3စင်မှာ3ရောင်ဖြစ်သွားတယ်เนาะဒီလိုပဲကျွန်တော်တို့3 9စင်သွားမယ်ဆိုလို့ရှိရင်လည်းအဲ့ပုံစံတိုင်းမှာကျွန်တော်အစင်လိုက်တက်ပြီးတော့သွားမှာเนาะအဲ့ဒါလောဆယ်ဒီဖွားလေးနဲ့ဒီ3စင်ပုံစံလောက်ကလေးကိုအထီးတွေရှိအောင်လေ့ကျင့်ကြည့်ပါเนาะလေ့ကျင့်ကြည့်ကိုခက်ခဲဖြစ်တဲ့အစီအမပြရှိလို့ရှိရင်လည်းကျွန်တော်ပြောထားတိုင်းကျွန်တော် Messenger မှာလာပြီးတော့မင်းနိုင်မြန်းနိုင်ဆိုနိုင်ပါတယ်ကျွန်တော်တည်တည်းများကျွန်တော်အကြံပြန်ပေးပါမယ်အခုဆိုလို့ရှိရင်နံပါတ်1တုံးရဲ့နံပါတ်2တုံးရဲ့နံပါတ်3တုံးရဲ့မတူတော့ပါဘူးเนาะအဲ့လိုပဲကျွန်တော်တို့ကတခြားတုံးတွေလည်း3 5ဆင်းဖြစ်ဖြစ်9ဆင်းဖြစ်ဖြစ်9ဆင်းဖြစ်ဖြစ်ဒီလိုပဲကျွန်တော်တို့ပြောင်းခေါ်သွားမှာနောက်ဆုံးတုံးကတော့ကျွန်တော်တို့ဒီအနက်ပိတ်လုပ်ပြရမယ်ပေါ့เนาะအဲ့ကရင်လီယာဘယ်နှထပ်မှကျွန်တော်တို့သွားရမလဲအဲ့သွားတဲ့အတိုင်းကိုကျွန်တော်ပြန်သွားမယ်နော်ကြကျွန်တော်လေ့ကျင့်ကြည့်အောင်နော်ဒီတိုင်းလေး A4 သမားလည်းကျွန်တော်6ခွက်ချထားဆိုတော့ဒီလို2ခါပေါ့နော်9ခွက်ချထားမှချထားတဲ့လူကလည်းဒီလို3ခါပေါ့အဲ့လိုလေးကို1မျက်နှာရ2မျက်နှာရအဲ့လိုလေ့ကျင့်ကြည့်ပါနော်ကျွန်တော်ကတော့ဗီဒီယိုဖိုင်ရှင်းမှာဆိုလို့အတွက်ဒီလောက်နဲ့ရနာခွင့်ပြုပါနေစနစ်ကတော့ဒီလိုပါပဲပုံမှန်ခဲကိုစုပ်မှာပါယုံလေးတို့မယ်ပြီးရင်ဖွားလေးကျွန်တော်တို့ဆွဲမယ်နော်အထောက်ဆွဲမယ်ဘယ်ညာဆွဲမယ်စောင်းဆွဲမယ်ဘယ်စောင်းဆွဲမယ်ညာစောင်းဆွဲမယ်အဲ့လိုစောင်းပြီးတော့ဆွဲရင်အထောက်ဆွဲနေလီယာတွေထက်လာတဲ့အချိန်မှာကျတော့တုံးတွေကသူ့အောင်အသွေးကွဲသွားတာနော်အဲ့ပုံစံလေးကိုကျွန်တော်ကဖြစ်စေချင်တာနော်အဲ့ပုံစံလေးကိုရအောင်ကြိုးစားကြည့်အောင်နော်မိတ်ဆွေတို့နော်